အနာဂတ်ရဲ့ဒီဥယျာဉ်ကြီးထဲမှာအရာအားလုံးကနီးပညာတွေနဲ့လှပနေတာပေါ့ဒါကတော့ကျွန်တော်တို့ရဲ့သူရဲကောင်းဟော့ပြီပါသူကတော်တယ်ထက်မြက်တယ်ဒါပေမဲ့သူကခဏစိတ်ပြတ်တတ်တယ်ဗျာသူကတခုခုထူးခြားဖြစ်လာမှာကိုစောင့်နေတာပေါ့ဒီဥယျာဉ်ထဲမှာတော့အသေးဆုံးစက်ရုပ်လေးတွေကအစကိုစီအလုံးနေကြတာပါကဲအစင်းတင်ဖြစ်ပြီလားဝုန်းခနေပဲတာမငါစောင့်နေတဲ့ပွဲချမ်းကြီးဗျာဟာဟိုမကြီးအဖိုးတန်ဘက်ထရီတုံးကြီးပြုတ်ကျသွားပြီပြမကိုတွေးပြီအလောက်စဖို့အချိန်တန်ပြီပေါ့စွမ်းအင်တွေအပြည့်ဖြည့်လိုက်မယ်3 2 1 quit ခဏပဲကောင်းကင်ဘုံပြန်တက်သွားပြီမျိုးတောင်ပန်းတွေကိုဖျက်လိုက်စွမ်းအင်တွေကတော့အပြည့်ပဲဟေးဖယ်ပေးကြအောင်လာဖယ်ပေးကြပါဦးအမောင်ထဲမှာပါတွေရှိနေမလဲဆိုတာကြည့်ရအောင်ဟာဒါတွေကစိတ်ရောက်ပင့်ကူတွေပဲမလွယ်ဘူးဟဲ့မင်းတို့ထက်ငါကပုံမြန်တယ်ဆိုတာမမေ့နဲ့လေမိပြီအချိန်ကြိုက်ပဲသွားပြီနော်အောက်မှာပဲကြံခဲ့ကြတယ်စင်းတက်တာကတော့အမှတ်ပြည့်ပဲတစ်ချက်တောင်မပွန်းပဲဘူးဗျာဒါလောက်ကတော့ငါအတွက်အေးဆေးပါပဲနောက်မှပြန်ဆောင်ကြတာပေါ့ဟော့ပြီလာပြီနော်